ချမ်းမှာချမ်းဒီနေ့ sharing လုပ်ပေးချင်တာကတော့ဖိလစ်ပိုင်နိုင်ငံရဲ့ public university တွေနဲ့ private university ရဲ့ဈေးနှုန်းလေးတွေပေါ့နော်ပြီးတော့ခါကြတော့ entrance fee မယ်ဆိုလို့ရှိရင်ဘာတွေလိုအပ်လဲဆိုတဲ့ဟာလေးကိုပြောပြထားမှာဖြစ်ပါတယ်ချမ်းဒီမှာပြောပြထားတဲ့ university တွေဆိုလို့ရှိရင်ပေါ့နော် top 3ဖိလစ်ပိုင်နိုင်ငံရဲ့ top 3 university ရဲ့ပြီးတော့တခြားတော့ foreign student တွေတော်တော်များများလာတက်ကြတဲ့အကြောင်းတွေကို sharing လုပ်ပေးတော့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးတော့ဖိလစ်ပိုင်နိုင်ငံရဲ့အကြောင်းလေးကိုပြောပြထားခြင်းမဟုတ်ပါဘူးအဲ့ဒါကြောင့်လိုအပ်ချက်လေးရှိရဆိုလို့ရှိရင်လည်းချက်မှားတာဖြစ်တဲ့အတွက်အားလုံး comment လေးတွေမှာပေါ့နော်မှားတာလေးတွေလည်းပြန်ပေးထားလို့ရပါတယ်ချမ်းတကယ်လို့မှားတယ်ဆိုလို့ရှိရင်ချမ်း research မှားတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံး blame မလုပ်ကြပါနဲ့လို့ချမ်းတရားနေကြပြီးတော့တောင်းပန်ကြပါတယ်တကယ်လို့ချမ်းမှားပြောခဲ့တာရှိရဆိုလို့ရှိရင်လည်းချမ်းအမှားပဲဖြစ်ပါတယ်နော်ဒီမှာဆိုလို့ရှိရင်ချမ်းပြောပြချင်တာကတော့ဖိလစ်ပိုင်နိုင်ငံရဲ့ top 1 university ကဘာလဲဆိုရင်เนาะ University of Philippines ဘာနော် UP ဒီ UP อ่ะဆိုလို့ရှိရင်မနီလာမြို့မှာရှိပြီးတော့ခါကြတော့သူ့ရဲ့အဓိကနာမည်ကြီးတဲ့ major ဆိုလို့ရှိရင်เนาะ medicine ဖြစ်ပါတယ် medicine and law ပြီးတော့ခါကြတော့သူက public relation နဲ့ပတ်သက်တဲ့ဒီ major တော်တော်များများကိုဖွင့်လှစ်ထားတယ်ပေါ့နော် University of Philippines ဆိုလို့ရှိရင် public university ဖြစ်တဲ့အတွက်ကြောင့်မို့ school fee တွေကဆိုလို့ရှိရင်လည်းအရင်တက်တာပါတယ် semester တစ်ခုကိုFISO 1000ခွဲကနေ3000လောက်ထိရှိရပေါ့နော်တက်တဲ့ major ပေါ်မှာမူတည်ပြီးတော့မှဈေးနှုန်းကတော့ပြောင်းလဲသွားတယ်ဒါပေမဲ့လို့အရင်ကိုဈေးတက်တာလည်းဒီမှာပါတယ် one semester ကို1000ခွဲဆိုလို့ရှိရင်ဖတ်9000 8000လောက်ပဲပေးရပါတယ်တစ်နှစ်စာဆိုလို့ရှိရင်ကတော့သူက1000ခွဲဆိုတော့ခါကျတော့မြန်မာငွေ9000တသိန်းနီးပါးလောက်ပဲရှိပါတယ်အဲ့တော့ခါကျတော့တော်တော်ကြီးကိုဈေးတက်နဲ့တက်ရပြီးတော့မှနိုင်ငံတကာစစ်မိတဲ့ course တွေကိုUP တလီမာမှာတက်လို့ရပါတယ် UP တလီမာခါဆိုလို့ရှိရင်ပြောလို့တာပေါ့နော်ကျောင်းစိတ်လည်းတက်တာတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့မှပြောပြမယ်လို့သူကဝင်ရဖို့အရန်ခက်ပါတယ်ဖိလစ်ပိုင်နိုင်ငံရဲ့တကယ်ကိုအရန်တော်တယ်ထိပ်တီးကျောင်းသားတွေနဲ့ကျောင်းသားတွေပဲဝင်နိုင်တာဖြစ်တဲ့အတွက်ကြောင့်အပြိုင်ဆိုင်လည်းအရန်များတာဖြစ်တဲ့အတွက်ကြောင့်မို့ UP တလီမာမှာတက်မယ်ဆိုလို့ရှိရင် U ကတော်တော်ကြီးကိုအမှတ်ကောင်းမှာဖြစ်ပါမယ်သူ့ရဲ့ entrance တွေကလည်းတခြားတော့နိုင်ငံခြားကဟိုဒီလိုပဲပေါ့နော်သူကIELTS Duolingo နဲ့တခြား TOEFL ဒီရဲ့ဟာတွေကိုအမှတ်တွေကိုကြည့်ပြီးတော့မှပဲmajor တွေမှာ entrance fee နိုင်မဖြေနိုင်ဘောနော်တက်ဆိုင်ရာကိုယ့်ရဲ့မှာ grade 12လုံးကယူထားတာကဘယ်မှ major တွေဦးတီကယူထားလဲဆိုတာပေါ့လဲမူတည်ပြီးတော့မှပဲဆုံးဖြတ်ပြီးတော့ခါကြတော့သူကလက်ခံပါတယ်top 1 university ဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့နိုင်ငံကရှိတဲ့အရင်နာမည်ကြီးသူတို့ရဲ့နိုင်ငံကရှိတဲ့အရင်စာတော်လေးတွေအရင်လည်းတန်းစာတော်လေးဖြစ်တဲ့ UP ကလည်းတန်းစီကတော့တော်တော်လေး UP ကတော့တချို့ဆိုလို့ရှိရင်ပေါ့နော်ဒီ UP ကိုတက်ဖို့တချို့ဆိုလို့ရှိရင် grade 6 7တက်ဖို့တို့ရဲ့ UP high school ပြောင်းတဲ့ဟာတို့ရဲ့ UP high school ပြောင်းတဲ့ဟာတွေခင်ဗျာ middle school တွေ high school ရောက်ခင်ဗျာ middle school တွေတို့ရဲ့ high school ကိုပြောင်းတို့ရဲ့တက်တဲ့လူ high school ကြပါတယ်မြို့မှာတက်တဲ့လူတွေလည်းရှိကြပါတယ်ပြီးရင်နောက်တစ်ခုက Dallas University ကဆိုလို့ရှိရင်တော့မြန်မာဖိလစ်ပိုင်နိုင်ငံရဲ့ IT နဲ့ပတ်သက်တဲ့ course တော်တော်များများကိုတို့ကြောင်းမှာတကယ်ကို research တွေရော laboratory ရောကောင်းကောင်းမွန်မွန်ထားပြီးရပေါ့နော်အဲ့တော့ Dallas ကဘယ်လိုကြောင်းလဲဆိုရင်အရင်တစ်ခေါက်ကမြန်မာနိုင်ငံကနေပြီးတော့မှ robotic လာပြိုင်သွားပြီးတော့မြန်မာနိုင်ငံကပထမရသွားတဲ့ဟာပေါ့နော်ဒီရဲ့ IT နဲ့ပတ်သက်တဲ့exhibition တွေပြီးတော့ခါကြတော့ပညာရေးပြပွဲတွေပြိုင်ပွဲတွေတော်တော်များများကိုဒလာဆန်မှာလာပြီးတော့အရှိတောင်အာရှတော်တော်များများကဒလာဆန်မှာလာပြီးတော့ပြိုင်ကြတယ်ဒီရဲ့ဒလာဆန်ကအရန်ကိုနာမည်ကြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒလာဆန်ကျောင်းစင်းနေဆိုလို့ရှိရင်ဖိလစ်ပိုင်မှာဖြစ်ဖြစ်နိုင်ငံတကာမှာဖြစ်ဖြစ်ပေါ့နော်အလုပ်ရဖို့လွယ်ကူပါတယ်ဒလာဆန်ကတော့မြန်မာလူမျိုးတွေနဲ့တော်တော်လေးမစိမ့်ဘူးလို့ထင်ပါတယ်သူကတော့ IT မှာတော်တော်လေးနာမည်ကြီးပြီးတော့မှ robotic and IT coding ဒီ STEM မှာတအားကြီးကိုနာမည်ကြီးတဲ့အကြောင်းဖြစ်ပါတယ်နှစ်ပေါင်းများစွာပေါ့နော်နာမည်ကြီး ranking 1 2 3ထဲမှာအမြဲတမ်းဝင်တဲ့ဖိလစ်ပိုင်နိုင်ငံရဲ့ rank 2 3ထဲမှာအမြဲတမ်းဝင်တဲ့အကြောင်းဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့အကြောင်းစိတ်ကတော့နည်းနည်းလေးကြီးပါတယ်ဒါပေမဲ့လို့သူ့ရဲ့အကြောင်းမှာလာတက်တဲ့ဟာတွေဆိုလို့ရှိရင်ပတ်စံတက်နိုင်တဲ့အတိုင်းဝိုင်းတွေကများတယ်လူကြီးသားသမီးတွေများတယ်တကယ်ကို IT နဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားတဲ့ကျောင်းသားမိဘတွေကျောင်းသားတွေပြီးတော့မိဘတွေပေါ့နော်လာတက်တာများပါတယ်သူ့ရဲ့အကြောင်းသားကဆိုလို့ရှိရင်တော့ around estimate around 8000လောက်တော့ရှိရပေါ့နော်8000ဆိုတာဖြစ်ဆို8000မှာဖြစ်ဆို8000
ဆိုတော့ခါကြတော့ estimate ကဘတ်4တောင်းလောက်တော့ရှိတယ်တနေ့ကိုဘတ်4တောင်းဆိုပြီးတော့မှ international တကယ်ကိုဘောနော် IT နဲ့ပတ်သက်ပြီးတော့မှလုံးဝကို update ဖြစ်နေတဲ့အရာတွေကိုတင်ရဖြစ်တဲ့အတွက်တော့ channel ကတော့တန်တယ်လို့ထင်ပါတယ်ပြီးတော့ခါကြတော့သူမှာတခြားတော့နာမည်ကြီးတာတော့ engineering နဲ့ social science ရဲ့ liberal art ကတော့တအားကိုနာမည်ကြီးပါတယ်နောက်ထပ်တစ်ခုကကြတော့ Antonio Di Mandela အဲ့ဒါကကြတော့သူကလည်း private school ပေါ့နော်သူကလည်း private school ပဲဒါပေမဲ့လို့သူနဲ့ UP နဲ့ဆိုလို့ရှိရင်နာမည်ကြီးတဲ့တဲမှာက private မှာဆိုရင်သူက number 1ရပြီးတော့ UP ကဆိုလို့ရှိရင်တော့ public မှာ number 1ပေါ့နော်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့အကြောင်းကများတော့အဖြစ်ကတော့ medical နဲ့ပတ်သက်ပြီးတော့မှအရန်ကိုနာမည်ကြီးပါတယ် medicine dentist and nursing ပေါ့နော်ဒီ၃ခုမှာတအားကြီးကိုနာမည်ကြီးတဲ့တဲမှာပါပါတယ် Antonio ရဲ့ ranking ဟာဆိုလို့ရှိရင်Asia မှာဆိုရင်450ခွန်ပေါ့နော်worldwide မှာဆိုလို့ရှိရင်1931ဆိုတော့လေအရန်ကြီးကို middle လောက်ရှိရပေါ့နော် world class ရဲ့ middle လောက်မှာသူကတော်တော်ကြီးကိုနာမည်ကြီးတဲ့အကြောင်းထဲမှာပါပါတယ်နောက်ထပ်တစ်ခုကတော့ Polytechnic of University of Philippines PUP public or private ကိုမှာပါတော်တော်လေးကိုနာမည်ကြီးတဲ့အကြောင်းကြီးဖြစ်ပါတယ်။ Antonio Di Mandela ကတော့ private school ဖြစ်ပြီးတော့ English talk program နဲ့ဖြစ်တယ်ပြီးတော့ခါကျတက္ကသိုလ်လိုလည်းတင်ဒါပေမဲ့များတော့အပြင်သူတို့ရဲ့မှာတက္ကသိုလ်ဒီမှာက English လို့တင်တာများတယ်တက္ကသိုလ်နဲ့ English ကိုတက္ကလိပ်လို့ပြောလို့ပေါ့နော်ညံ့ညက်ပြီးတင်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာလူမျိုးတွေចောင်းသားတွေဆိုလို့ရှိရင်အရင်ခက်ခဲလိုက်เสียမလို့ပါဘူးပြီးတော့ចောင်းစိတ်ကလည်း medical ကတော့ဘယ်မှာဖြစ်ကတော့ဈေးကြီးတယ်ဒါပေမဲ့လို့သူ့ရဲ့ចောင်းစိတ်က medicine နဲ့ပတ်သက်ပြီးတော့တစ်နှစ်ကို2သိန်းခွဲဆိုတော့ခါကြတော့2သိန်းခွဲ3သိန်းလောက်ပေါ့နော်ဒါက practical ရော laboratory ရောပါအားလုံးပေါင်းပြီးတော့မှတွက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ estimate ဒီတသိန်းပတ်သိန်းကသိန်း150ပေါ့နော်တစ်နှစ်ကိုသိန်း150ကနေ900 around 900 300လောက်ထိကုန်တယ်ပေါ့နော်ဒါပေမဲ့လည်းသူတို့ကဖိလစ်ပင်းမှာတခုကသူတို့ကစာပဲတင်တာမဟုတ်ဘူး practice အရင်လုပ်ရတယ်ပေါ့နော် practice အရင်လုပ်ရတယ်တကယ်ကိုစေုံနေမှာကျောင်းနဲ့စေုံတွေကိုတခါတည်းတွဲပြီးတော့မှတင်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော် practical တွေမှာတော်တော်လေးကိုအပေးတဲ့ကျောင်းထဲမှာဆိုလို့ရှိရင်ဒီဖိလစ်ပင်းရဲ့တက္ကသိုလ်တွေကလည်းပါပါတယ်ပေါ့နော်တခြားတော့ကျောင်းတွေလည်းအများကြီးရှိပါတယ်တချို့ major တွေမြန်မာနိုင်ငံကကျောင်းသားတော်တော်များများဆိုလို့ရှိရင်လည်းဒီကျောင်း၃ကျောင်းမှာလာတက်ကြတာများတယ်ပြီးတော့ခါကြတော့nursing school တွေပေါ့နော်ဖိလစ်ပင်းနိုင်ငံရဲ့ nursing school တွေကလည်းတော်တော်လေးကိုနာမည်ကြီးပါတယ်တော်တော်များများတော့ကျောင်းနေရဲ့ဝင်ခွင့်ကတော့ဘာလို့လဲဆိုလို့ရှိရင်အောင်ကျောင်းထောက်ခံစာ transcript တက်ဂရို transcript ဒါမှမဟုတ်လို့ရှိရင်ဆိုဒီ grade 12 transcript လို့ ਨੇ ပြီးလို့ရှိရင်ဆို IELTS လို့ဒါမှမဟုတ် Duolingo test or something ပေါ့နော်ဒီ diploma တွေနဲ့သူတို့နိုင်ငံကလည်း academic ကြီးက grade 12ဖြစ်ပြီးတော့ခါကျ diploma ရပြီးမှဒီရဲ့မှ major တွေကိုတက်ရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ IB diploma ဒါမှမဟုတ်လို့ရှိရင်IGCSE A level ပြီးထားတဲ့လူတွေမှပဲညီမျှတဲ့ပညာရေးနဲ့ညီမျှတဲ့ဟာမှပဲဖိလစ်ပိုင်နိုင်ငံမှာဆက်တက်လို့ရမှာပေါ့နော်တကယ်လို့မို့လို့ကိုက10တန်းအဟောင်းစနစ်ဟောင်းနဲ့ပဲတက်ထားတယ်ဆိုလို့ရှိရင်เนาะသူတို့စီမှာ foundation ပြန်တက်ရပါမယ်ပြီးကြမှဒါတက္ကသိုလ်ကိုတခါတည်း entrance ဖြေပြီးတော့မှဝင်ရမှာပါတက္ကသိုလ်ရောက်သွားလို့ဆိုရှင်လေကိုက entrance ဖြေပြီးတော့မှဘယ်ကျောင်းမှာတက်လို့ရမလဲဆိုတာကိုပါကိုကရွေးချယ်လို့ရပါတယ် major ကအစကိုကတက်ဆိုင်ရာ major ကိုရွေးပြီးတော့မှတက်လို့ရတယ်ပြီးတော့ကျောင်းသားကတွေကလည်းတော်လေးကိုတခြား Europe တွေနဲ့ဆိုင်ရင်တော့အများကြီးတက်တာတွေပါပါတယ်ပြီးတော့နောက်တစ်ခုကတော့ visa ကလည်းကျောင်းက acceptance letter ရတာနဲ့visa processing လုပ်လို့ရှိရင်ဒီ student card တွေပါတခါတည်းပေါ့နော်တက်ဆိုင်ရာကျောင်းရဲ့ admission က letter ပါရတယ်ဆိုလို့ရှိရင် immigration မှာပေါ့နော်တွားလုပ်လို့ရပါတယ်သူကတော်တော်လေးကိုအဆင်ပြေပါတယ်အဲအားကြောင့်မို့လို့ဖိလစ်ပိုင်နိုင်ငံရဲ့ public school and private school တက္ကသိုလ်တွေကိုတက်မယ်ဆိုလို့ရှိရင်ဒီဟာလေးတွေဒီချက်လေးတွေကိုကြည့်ပြီးတော့မှပြင်ဆင်လို့ရပါတယ်ဈေးသက်တာနဲ့ English တော့နဲ့တက်လို့ရတာဖြစ်တဲ့အတွက်ဖိလစ်ပိုင်နိုင်ငံရဲ့ကျောင်း university တွေကိုလည်းတစ်ခါလောက် try ကြည့်ဖို့အကြံပေးချင်ပါတယ်တကယ်လို့တခြားကြည့်ချင်တာလေးရှိရင်လည်း comment မှာမိပြီးတော့ပါအားလုံးနောက် video လေးမှာသိကြမယ်နော်တတာ